တမီလေးအများကြီးမွေးပေးလို့မပြောတော့ဘူးလားဒီနေ့ဝမ်းနေရတဲ့အကြောင်းရင်းလေးပြောလို့ရလားမရှိလို့ဘာလို့မရှိလို့တော့ဟေးဘလို့သမီးလေးမျက်ရည်ကျတာကအဖေမရှိတော့တဲ့ခံစားချက်ကြောင့်ဘလို့သမီးလေးမျက်ရည်ကျနေရှာရတာပါဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်အခုပြပြပေးချင်တဲ့ဗီဒီယိုကတော့ surprise video တစ်ပုဒ်ပါဒါပေမဲ့ဒီဗီဒီယိုထဲမှာမင်္ဂလာဆောင်တစ်ခုကိုပို့ခံရတဲ့ surprise ဖြစ်ပေမဲ့အဲ့ဒီမင်္ဂလာပွဲမှာသူတို့သားမပါဘဲနဲ့ online ကနေပြီးတော့ပဲမင်္ဂလာဆောင်တဲ့မင်္ဂလာပွဲဖြစ်နေတာပါသူတို့သမီးလေးတစ်ယောက်တည်းဧည့်သည်တွေကိုဧည့်ခံနေရတဲ့တူတူဆန်းဆန်းမင်္ဂလာပွဲအတွက်ပတ်စံပန်းစီအကြီးတွေကိုလက်ဆောင်ပို့ပေးခဲ့တာပါဒီ surprise လက်ဆောင်ပန်းစီကြီးကိုဘယ်သူကပို့ပေးလိုက်တာလဲဆိုတာကိုသိရအောင်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါအောင်ရှင်ဆောင်းနေလေးတန်ဖိုးထားပြီးတော့အချစ်ခံရပြီးတော့ကိုစင်ကိုရဲ့အပိုင်သိမ်းခံလိုက်ရတဲ့နေလေးဟုတ်တယ်နော်ဒီနေလေးမှာမင်္ဂလာဆောင်နေဆိုပေမဲ့ချစ်ရတဲ့အမျိုးသားလေးကတော့အနီးမှမရှိဘူးပေါ့မမအဝေးကနေပြီးတော့ဆွေမျိုးသားချင်းမိတ်ဆွေအပေါင်းအသင်းတွေနဲ့အတူမမကိုတန်ဖိုးထားပြီးတော့မင်္ဂလာဆောင်လေးကိုခန်းနာလေးနဲ့ကျင်းပပေးထားတဲ့နေလေးဒီနေ့လေမမစီကိုဤကေယာရောက်လာခဲ့တာတော့မှန်တယ်မင်္ဂလာလက်ပွက်ပေးတာလည်းမှန်တယ်သို့ပေမဲ့လေမမတစ်ချက်လောက်လေးမှန်ပေးပါအောင်လားတတိတရားအမတ်တရားနဲ့ချစ်ချင်းမြတ်တာတွေနဲ့အတူဘသူဟာနဲ့မမကိုဖူခိုင်းတယ်လို့ထင်လဲညီမတွေအမတွေဒီနေ့ဝမ်းနေရတဲ့အကြောင်းရင်းလေးပြောလို့ရလားမရှိလို့ဘသူမရှိလို့တော့မရှိအဖေတို့သမီးလေးမျက်ရည်ကျတာကအဖေမရှိတော့တဲ့ခံစားချက်ကြောင့်တို့သမီးလေးမျက်ရည်ကျနေရှာရတာပါမမပေးခိုင်းတဲ့သူတွေကလေပျော်စေခြင်းလို့အမတ်တရားဖြစ်စေခြင်းလို့ဟုတ်မမရဲ့မင်္ဂလာဆောင်လေးမှာမမရဲ့အပြုံးမျက်နှာလေးမမရဲ့လှပနေတဲ့မျက်နှာလေးကိုမြင်ခြင်းလို့ပို့ခိုင်းတာလေနော်မအဖေကိုတတိယလို့ငိုတာပေါ့မမရဲ့အသက်နိုင်ဆုံးလေးတော့စိတ်လေးချိန်ပေးထားပါနော်မမကျလာရှိခိုင်းမယ်လာရီပြက်ကုန်တော့ပါစိတ်ပြောင်းထားလိုက်ဒီနေ့ငါချစ်ရတဲ့သူကိုငါအပိုင်သိမ်းရတဲ့နေ့ဆိုပြီးတော့မမစိတ်လေးပြောင်းလိုက်လေနော်ကိုကြီးကြည့်နေလားကြည့်နေလားကဲတို့သားလေးငိုနေတဲ့တို့သမီးလေးကိုဗာပြောချင်သေးလဲငိုနေတဲ့တို့သမီးလေးကိုဘလို့စကားလုံးလေးနဲ့ချော့ချင်လဲငိုတိတ်သွားအောင်လို့လေဖုန်းလေးနဲ့အနမ်းလေးပေးလိုက်မလားဖုန်းလေးနဲ့အဘွားလေးပေးလိုက်မလားပေးလိုက်မယ်လေကဲပြောင်းသွားပြီကြည့်လားတကယ်တော့အနမ်းခံချင်နေတာbreak တဲ့ချီတူတိုင်းမင်ခေါ်မပေးချင်ဘူးလားတို့သမီးလေးပြောသွားအောင်လို့လေနော်အဲ့ဆိုဤကိနာတူတိုင်းမင်ခေါ်ချမယ်လုံးနားလို့ရပါပြီရှင်စီယူလာမတော့ပွားဆိုပြီးအတန်လေးအထွက်လိုက်တရားကဲဒီမှာကဲဆိုတော့မမရောကိုကြီးကိုပြန်ပေးချင်ဘူးလားရှင်ပြန်မပေးချင်ဘူးလားအပိုင်သိမ်းတဲ့နေလေးမှာအမှတ်တရလေးဖြစ်သွားအောင်လို့လေကြားပါဘူးနှစ်ယောက်တည်းကြာမှပေးမယ်တဲ့ကဲဆိုတော့မမရေဒီနေ့လေမမနဲ့ကိုကြီးတို့ရဲ့မင်္ဂလာဆောင်တဲ့နေ့လေးမှာလက်ဆောင်ပစ္စည်းတွေတော့ပေးလိုက်သေးရဲ့နော် surprise ဆိုပေမဲ့ IKEA မမရော့အင်းလို့တော့ပေးရင်တော့ပေးလို့ရတာပေါ့ဆိုတော့မမပျော်ရွှင်မှုလေးလည်းရသွားအောင်ရင်ခုန်နှုံးလေးလည်းပို့ပြီးတော့မြင့်တက်သွားလို့မမဒီဘက်ကိုလှည့်ပြီးညီမလေးကဒီနာမမကြီးနဲ့အတူမမရဲ့လက်ဆောင်လေးကိုသွားယူအောင်မယ်နော်မပြောတတ်ဘူးချစ်တာပဲသိရင်မပြောတတ်ဘူးလေတိတော့စကားတွေကြွယ်ချက်ကဲလားကုန်ပြီမလဲသေးနဲ့အောင်နော်
ကဲဤကေရလဲဆိုမှချစ်မမလဲပြီနော်ဟုတ်တယ်မမကြီးတို့ကဒီနားလေးမှာဟုတ်တယ်အဲ့လိုလေးတန်းစီပြီနော်၃ယောက်ချစ်မလားဒီကလည်းမလဲပြီနော်ဆိုတော့ချစ်ရတဲ့ပြိတ္တကြီးရေတို့သမီးလေးရတဲ့လက်ဆောင်ကနဲလားနဲပါဘူးညီကြတော့နော်တမိုက်တော့တရားလုံးကိုလွှမ်းသွားတာပဲအတန်နေရအဲ့ဆိုနောက်တစ်ခါတော့ချက်မီးမယ်လေပြိတ္တကြီးတို့သမီးလေးရတဲ့လက်ဆောင်ကနဲလားရှင်နဲပါဒါမှတမိုက်တော့တရားလုံးလွှမ်းသွားတာကဲပြိတ္တကြီးတို့မမရေလက်ခိုင်းမယ်နော်ဖြည်းဖြည်းချင်းမမရင်ခုန်လုံးလေးတစ်စက်လောက်ပြောပြအောင်တတိယလာဘုဒ္ဓဘတ်တန်လားမမအတန်လေးပါစေခြင်းလို့ပါကင်မရာနဲ့မမအတန်လေးပါစေခြင်းလို့မမရေးပဲခုံတော့ခုံနေဟုတ်တယ်ခုံနီးကအမျိုးမျိုးရှိတယ်ရိုးရိုးလားတတိယလားဘုဒ္ဓဘတ်တန်လား၃မျိုးရှိတယ်မမလေးလေးခေါ် ဟုတ်တယ်ချစ်စရာလေးပါတွေ့ရတယ်တို့သမီးလေးကကဲပြိတ္တကြီးစရိုက်တဲ့ခုံနေတဲ့တို့သမီးလေးကိုလက်ခံရရှိတဲ့ပစ္စည်းတွေပြလိုက်တော့မယ်နော်လဲလို့ရပါပြီဟိုမဲ့တစီโอเคပေးခိုင်းတဲ့သူကလေဒီနေ့မမရဲ့အဝေးတနေရာမှာရောက်နေတဲ့နိုင်ငံရဲ့ခြားမှာရှိတဲ့ချစ်ရတဲ့မိတ်ဆွေတွေကနေပို့ခိုင်းတာပို့ခိုင်းတဲ့သူတွေကလေသူတို့ရဲ့နာမည်လေးတွေလည်းပြောပြခိုင်းထားတဲ့ဤကီကိုအဲ့ဆိုတော့မမနားထောင်ပေးပါအောင်နော်စင်ကာပူနိုင်ငံမှာတဲ့အမဖြစ်တဲ့သူမနွေးနွေးတဲ့ဂျပန်နိုင်ငံမှာမြမအငယ်ဆုံးလေးမတ်ရွှေဝေးကြီးမှမင်္ဂလာလက်ပွဲငွေ15သိန်းနဲ့မမစင်ကာပူနိုင်ငံမှာလေးလေးမတ်ကျူကျူသိန်းကမင်္ဂလာလက်ပွဲငွေ10သိန်းနဲ့မမနော်စုစုပေါင်းပြိတ္တကြီးရေတို့သမီးလေးလက်ခံရရှိတဲ့ငွေက25သိန်းပါရှင်ဒီ25သိန်းနဲ့အတူမမကိုတတိယတဲ့အကြောင်းချစ်တဲ့အကြောင်းအနေနဲ့အတူမင်္ဂလာလက်ဖွဲ့စကားလေးတွေကိုသူတို့ကိုစားညီမလေးကိုပြောခိုင်းထားတဲ့မမဤကီကမမကိုဖတ်ပြပေးမယ်နော်မမနာမည်လေးကမထွေးလားโอเคဟုတ်တယ်မထွေးရတဲ့ငငယ်တုန်းကအပြူကြီးလုံးမှာဆိုပြီးအမြဲတမ်းပြောခဲ့တာကိုအခုထိမှတ်မိနေပါသေးတယ်အဲ့ဒီတုန်းကတော့တကယ်အပြူကြီးလုံးမယ်ထင်ခဲ့တာပေါ့တဲ့ဒါပေမဲ့အခုကြည့်လိုက်တော့ညီမတွေထဲမှာပထမဦးဆုံးမင်္ဂလာဆောင်သွားတဲ့သူကမထွေးဖြစ်နေတယ်တဲ့